များမကောင်းကြံတဲ့စိတ်ကကိုအရင်ပူလောင်ကြည့်တယ်သူများအပေါ်မကောင်းကြံတဲ့စိတ်ကကိုပြန်ထိတတ်တယ်သူများအပေါ်မနာလိုခြင်းဟာလေအရင်ဆုံးကိုပဲပူလောင်နေဟာတယ်အရာအားလုံးရဲ့အပေါ်ကိုမေတ္တာတန်းတူထားနိုင်ဖို့ကြိုးစားပါကိုထက်တာမနာလို့မဖြစ်ပါနဲ့မုဒိတာပွားနိုင်အောင်ကြိုးစားပါကိုထက်နှိပ်ပါလို့ဆိုတဲ့ကြိတ်ပြော်မနေပါနဲ့ဘဝဆိုတာစေတနာနဲ့တန်ရအကျိုးကိုပဲပေးပါတယ်အညာစားစိတ်တက်နေတော့အကောင်းဆုံးဘဝကိုမမျှော်နေပါနဲ့စိတ်ထားဟာအမြဲတမ်းရုံညံ့နေရင်လေနေရာချင်းတွေဟာလည်းဘယ်တော့မှအေးချမ်းလာပါမဟုတ်ပါဘူးဒီဗီဒီယိုလေးကိုအပေါင်းလိုက်ထားပါ share သွားလို့ရပါတယ်